ကြီးမားတဲ့ကြောက်မဲ့ဖွယ်ကောင်းလောက်အောင်မြေငလျင်ကြီးတုံလှုပ်သွားတာဘာကြောင့်လဲဘာအကြောင်းများရှိလို့ပါလဲလို့ မဲနော်